မျိုးများအားလုံးဒူရီဘရို channel ကိုကြည့်ရှုကြတဲ့ညီကောင်မောင်နှမအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေနော်ဒီနေ့ကျွန်တော်လာပေးမဲ့ပြန်လည်မျှဝေပေးမဲ့မူလေးကတော့ဆရာလေးပြင်းညှင့်ရကျွန်တော်တို့ဇောင်းတူကနန်းတူအလဲဇောင်းတူမူလေးပဲဖြစ်ပါတယ်နော်အဲဒီမူလေးဟာလောလောဆယ်3ကတ်တပင်ချ3ကတ်ချပေးနေတာတွေ့ရပါတယ်နော်အဲ့ဒီမူလေးကနေဆရာလေးပြီးညှင့်ရတွက်နီးနဲ့ကျွန်တော်တို့မူနဲ့ဘလို့တွေထွက်သွားတယ်လဲဆိုတာကျွန်တော်ပြမယ်နော်အဲ့တော့ကြည့်အောင်ကျွန်တော်တို့ပထမကတ်မှာကျွန်တော်တို့အလဲကိုဇောင်းတူမူလေးဖြစ်ပါတယ်အဲ့ကိုဇောင်းတူလေးမှာကျွန်တော်တို့ဒါအဲ့မူလေးရဘယ်ကဏ္ဍထွက်သွားတယ်လဲဆိုတော့ကြည့်အောင်နော်အဲ့မှာကျွန်တော်တို့ဆရာလေးပြီးညှင့်ရမူကတော့ကျွန်တော်တို့39ရယ်38ရယ်နော်အဲ့ဒီနှစ်ကတ်ကိုဆရာလေးပြီးညှင့်ကတော့ယူပါတယ်လောလောဆယ်ကျွန်တော်တို့ချပေးနေတာကတော့ဒီအထက်မျက်နှာချင်းဆိုင်က39ဆိုတဲ့မူလေးရပဲလာချပေးသွားတာကိုတွေ့နေရပါတယ်နော်အဲ့တော့ကျွန်တော်ကြည့်အောင်39ဆိုတော့ကျွန်တော်တို့9ပရိတ်9ရပါဝါ4 9ရနှခ6 946နော်946ဘိုင်94 BK နော်946ဘိုင်94 BK ထွက်ပါတယ်946ဘိုင်94 BK မှာကျွန်တော်တို့ကနန်း6ကွက်ထုတ်ထားပါတယ်ကနန်း6ကွက်9ပါတယ်9ပရိတ်9ပါတယ်4ပရိတ်4ပါတယ်9ပရိတ်4ပါတယ်4ပရိတ်နော်6ပါတယ်9ပရိတ်6ပါတယ်4ပရိတ်6ရှက်နော်အဲ့မှာကျွန်တော်တို့ကဏ္ဍ6ခွက်မှာအဲ့ဒီကပ်ပင်ရဘယ်ကဏ္ဍထွက်သလဲ9လေးနော်4ပါတော့9ပရိတ်ထွက်သွားပါတယ်4ပါတော့9ပရိတ်ထွက်သွားပါတယ်နော်အဲ့မှာကျွန်တော်တို့ဒုတိယကပ်တစ်စောင်းနော်အလဲတစ်စောင်းတူဟိုမှာကျွန်တော်တို့သူ့ရဲ့မျက်နှာချင်းဆိုင်အပေါ်ကဏ္ဍကဒီကိုဆိုတော့3ညပရိတ်မို့လို့3ညဘာဝနက3ည5ခွန်ဘိုင်း3ည5ဘီကေနော်အဲ့မှာပဲကဏ္ဍနေရတယ်လေ3ညဘူး3ညပါတော့3ညပရိတ်3ညပါတော့5ပရိတ်5ပါတော့3ညပရိတ်5ပါတော့5ပရိတ်နော်ခွန်ပါတော့3ညပရိတ်ခွန်ပါတော့5ပရိတ်ဆိုပြီးတော့ကဏ္ဍ5ခွက်ထွက်ပါတယ်3ည5တူနေသည့်အတွက်5ခွက်ထွက်ပါတယ်နော်အဲ့ဒီတည်းကပဲကဏ္ဍထွက်တယ်လေဆိုလို့ရှိရင်ကျွန်တော်တို့အမျိုးတွေသိတဲ့အတိုင်းပဲ3ခွန်ဆိုပြီးထွက်သွားပါတယ်နော်3ခွန်ဆိုပြီးတော့ထွက်သွားခဲ့ပါတယ်နော်ဒီမှာ3ခွန်ဆိုပြီးတော့ထွက်သွားခဲ့ပါတယ်နော်အဲ့မှာကျွန်တော်တို့နောက်တစ်ခါခွန်ဆောင်ကဏ္ဍတူအလဲဆောင်တူမူဆရာလေးပြီးညှင့်ရမူကျွန်တော်တို့အဲ့ဒီမှာကျွန်တော်တို့6ရှစ်ဆိုတဲ့ကျွန်တော်တို့4ပရိတ်ကိုယူမယ်။ဘာကြောင့်လဲ။ဘာကြောင့်ဒီဟာကိုယူရလဲအပေါ်မှာကျွန်တော်တို့အပေါ်ဆောင်မျက်နှာချင်းဆိုင်ကဏ္ဍတွေပဲပေးလာခဲ့လို့မို့ကျွန်တော်ဒီပရိတ်ကိုပဲရွေးချယ်သုံးလိုက်တာဖြစ်ပါတယ်။အဲဒီတော့ကျွန်တော်တို့ဒီမှာ4ပရိတ်ဆိုတော့4ကိုနှစ်ဘိုင်း4ကို BK အမှကျွန်တော်တို့ဘာတွေထွက်မလဲ40 45 90 95နှစ်ခွန်ဆိုတဲ့ကဏ္ဍ6ကွက်ထွက်ပါတယ်နော်အဲ့ဒီကဏ္ဍ6ကွက်ထဲကဘယ်ကဏ္ဍတွေကိုမင်းကဏ္ဍတွေကကွာများလိုက်တာဒါကျွန်တော်တို့ညီကိုမောင်နှမတွေတွက်နေတဲ့ညီကိုမောင်နှမတွေဆိုရင်မြင်လောက်ပါနော်ဘယ်ကဏ္ဍကိုထိုးရမလဲဆိုတော့မြင်လောက်ပါပြီအဲ့ဒါကျွန်တော်ဒီမှာမြုပ်ကွက်ကလေးကိုလည်းကျွန်တော်ပြန်လဲပြီးတော့ပေါ်ထုတ်ပေးမယ်နော်အဲ့ဒီမှာကျွန်တော်တို့946ဘိုင်9မှာကျွန်တော်တို့ပထမ9ပရိတ်ဆိုတဲ့9ကိုပေးမသွားခဲ့ဘူးเนาะဒီမှာ90 95ကိုပေးမသွားခဲ့ဘူး9ပါတဲ့ကဏ္ဍကိုပေးမသွားခဲ့ဘူးပါဝါနဲ့နှက်ခတ်နဲ့ပါတဲ့ကဏ္ဍရွေးသွားတာတွေ့ရပါတယ်เนาะဒီမှာ5ပါဝါနဲ့9ပရိတ်เนาะဒုတိယအချိန်မှာလဲကျွန်တော်တို့3.5ခွန်ဆိုတော့
နက်ခတ်ပါတဲ့ကဏ္ဍကိုရွေးသွားပါတယ်အဲ့တော့ဒီမှာပါဝါပါတဲ့ကဏ္ဍ3.3.3.5ကိုရွေးမသွားဘူးနက်ခတ်ပါတဲ့ခွန်ပါတဲ့ကဏ္ဍကိုချပေးသွားတာကိုမြင်ရမှာဖြစ်ပါတယ်အဲ့တော့အခုအချိန်မှာလည်းအမျိုးတွေကလေးပါတဲ့ကဏ္ဍကိုပယ်မလားလေးမပါတဲ့ကဏ္ဍကိုလေးခွက်ကိုပယ်မလားစဉ်းစားနော်ဟုတ်ပြီအဲ့ကြတော့ကျွန်တော်တို့ပေါက်သီးကို40 45နှစ်ခွက်ထဲကိုမိန်တယ်မလား95 92နှစ်ခုလေးခွက်ကိုထိုးမလားဟာငါတော့ကွာ6ခွက်ထဲရှိတာပဲ6ခွက်ထဲလိုက်မယ်ဆိုရင်အခွေးတစ်ခွေးစားတော့မရှိပါဘူးကွာဆိုပြီးတော့ဆုံးဖြတ်ပြီးတော့6ခွက်စလုံးလိုက်ရင်လည်းပိုကောင်းတာပေါ့ဗျာနော်အဲ့ဒီကမှကိုယ်စိတ်ထင်တဲ့အကွက်တစ်ခွက်ကိုမိန်တယ်ပြီးတော့ပြင်းပြီးတော့ဗျာစိတ်ကြိုက်ပြင်းညပြီးတော့အမျိုးတို့ဒီနေ့ဒီချိန်မှစပြီးတော့မင်္ဂလာပေါက်နဲ့ပြည့်စုံပြီးစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေရွှေငွေရတနာစီးပွားတိုးတက်ကြီးပွားကြပါစေလို့